ကျွန်တော်တော့ပြန်တန်းဝင်မှကြီး33569ဒုတိယပုံမူပြောင်းဖြစ်ပါတယ်ကျွန်တော်တာဝန်ထမ်းဆောင်ခဲ့တဲ့တက်တွေကတော့အမှတ်ရှိကာကွယ်ရေးပစ္စည်းစက်ရုံကပ္ပစ8စင်မောင်ဝဲမှာ2000ခုနှစ်ကနေပြီးတော့2006ခုနှစ်အထိတာဝန်ထမ်းဆောင်ခဲ့ပါတယ်ဟုတ်2006ခုနှစ်ကနေပြီးတော့တက်မတော်နည်းပညာတက္ကသိုလ်ပြောင်းရွှေ့ရောက်ရှိခဲ့တာအခုလက်ရှိအထိဖြစ်ပါတယ်ကျွန်တော်ရဲ့စစ်မှုထမ်းသက်ကတော့25နှစ်ရှိပါတယ်ကျွန်တော်တန်ဖိုးဒီဇင်ဘာလ4ရက်နေ့မှာကျွန်တော်ရောက်ရှိခဲ့ပါတယ်စစ်ကြောင်းမှုအနေနဲ့ဒီဇင်ဘာလ4ရက်နေ့မှာကျွန်တော်တန်ဖိုးရောက်ရှိခဲ့ပါတယ်ရောက်ရှိတဲ့အချိန်မှာကျွန်တော်နားလေသမျှခံစစ်ပြင်ဆင်မှုတွေလုပ်ခဲ့ပါတယ်ဘန်ကာလောက်တာတို့ဘာတို့တက်နိုင်သမျှတော့လုပ်ခဲ့ပါတယ်အဓိကကတော့ကျွန်တော်ဒီစစ်စင်ရေးအတွေ့အကြုံမရှိတဲ့အတွက်လက်အောက်ကိုကျွန်တော်အာဏာဖြန့်ဝေခြင်းအပြင်ကျွန်တော်ဒီခံစစ်ကိုဆောင်ရွက်ခဲ့ပါတယ်လက်အောက်မှာရှိတဲ့ကျွန်တော်ခြေလင်းအတွေ့အကြုံရှိတဲ့သူတွေကိုခေါ်လိုက်တယ်အဲ့ဒီလူတွေကိုမေးလိုက်တယ်ဘာလုပ်တင်တယ်လဲဆိုတာကိုသူတို့ကအကြံဉာဏ်ပေးတယ်အဲ့ဒီအတိုင်းပဲကျွန်တော်လိုက်ပါဆောင်ရွက်ခဲ့ပါတယ်အဲ့မှာစုဖွဲ့မှုအနေနဲ့ကတော့ဘာတွေနဲ့ဖွဲ့စည်းထားလဲဆိုတော့အဓိကအနေနဲ့ဘာတွေနဲ့ဖွဲ့စည်းထားလဲဆိုတော့တင်နန်းသားတွေနဲ့ဖွဲ့စည်းထားတယ်တင်နန်းသားတွေဆိုတာဘယ်ကတင်နန်းသားတွေလဲဆိုတော့တာအခမှာရှိတဲ့တက်မတော်အုပ်ချုပ်မှုအခုတက်တင်ကြောင်းဆိုတဲ့တာအခမှာရှိတဲ့တင်နန်းသားတွေရဲ့ကျွန်တော်တို့ဟိုအောက်မှာရှိတဲ့မိုင်နိုင်30မှာရှိတဲ့တက်မတော်လျှက်စစ်နဲ့စက်မှုအင်ဂျင်နီယာကျောင်းဆိုတဲ့ကျောင်းကတင်နန်းသားတွေနဲ့ကျွန်တော်တို့အဓိကဖွဲ့စည်းခဲ့ပါတယ်နောက်တစ်ခုအနေနဲ့ကျွန်တော်တို့ခုဘက်မှာရှိတဲ့အဖွဲ့တစ်ဖွဲ့မှာကျတော့ဘာတွေရှိလဲဆိုတော့တက်မတော်ဆက်သွယ်ရေးနဲ့ electronic ကျောင်းဆိုတဲ့တဆအဆိုတဲ့အဲဒီတက်ကအဖွဲတွေနဲ့ကျွန်တော်ဖွဲ့စည်းခဲ့ပါတယ်အဲ့ဒါပြင်မှာဘာတွေပါလဲဆိုလို့ရှိရင်ကျွန်တော်တို့တက်နေရနေပြီးတော့ဥမာထားပါတော့ဥမာစစ်တပ်ကတူဆိုရင်ဒီမှာ9ယောက်တာနာတာဆို9ယောက်အဲ့လိုစုစည်းထားတဲ့အဖွဲ့လေးတွေနဲ့အကုန်လုံးဖွဲ့စည်းခဲ့ပါတယ်လူအများစုဆိုတော့ဟိုနေရာဒေသအသီးသီးရလာတာဆိုတော့ပုံမှန်စုဖွဲ့မှုအရာတော့အများကြီးအားနေပါတယ်ပြီးတော့ဘာတွေဖြစ်လာလဲဆိုတော့တချို့ခါတွေမှာကျတော့တက်တရားမတူတဲ့အပြင်မှာခေါင်းပေါင်းနေရလဲခေါင်းပေါင်းနေဆိုတဲ့ခေါင်းဆောင်နေရလဲသူကတခြားနေရာတွေကနေလာတဲ့လူခေါင်းဆောင်နေရလဲတင်နန်းသားတွေများတယ်နောက်တစ်ခါခေါင်းဆောင်နေမှာလဲအဲ့လိုသူကလဲတဲ့ဟာတွေရှိတယ်နေရာလဲတဲ့ဟာတွေရှိတယ်နေရာလဲတဲ့ဟာတွေကြောက်လဲသူအလင်းသိန်းတယ်လို့လဲကြအဲ့ဒါနဲ့ဆိုတော့တက်ကတခါမှတည်ငြိမ်မှုဟုတ်ကဲ့မရရှိခဲ့ပါဘူးအဲ့ဒါနဲ့အဓိကစိတ်ဓာတ်အခြေအနေကြတော့ဘာလဲဆိုတော့တချို့တက်တွေကြတော့တလတစ်ခါလဲတယ်တချို့တက်တွေကြတော့5-6လနေတာတော့တခါမလဲဘူးမလဲတဲ့ခါကျတော့ဘာဖြစ်ချင်လဲဆိုတော့သူတို့ရဲ့စိတ်ထဲမှာအများစုကလုံခြုံရေးချင်းညင်ကြတယ်ဒီတန်ဖိုးမှာမနေချင်ကြဘူးတန်ဖိုးမှာမနေချင်ကြဘဲနဲ့နောက်ကိုပဲပြန်ညင်ကြတယ်တော်တော်များများရဲ့စိတ်ကအဲ့ဒါမျိုးဖြစ်နေတယ်တိုက်လို့ခိုက်လို့စိတ်လည်းမရှိကြဘူးအဲ့အချိန်မှာဘာဖြစ်လဲဆိုတော့တလလောက်ပဲနေရတဲ့အဖွဲကကြတော့ခဏချင်းနေတယ်အဲ့အချိန်မှာ4လလောက်ကြာအောင်မချင်းရတဲ့အဖွဲလဲကြာအဲ့အဖွဲကနေပြီးတော့သူ့ရှိမှာတင်တခြားတက်ကနေပြီးတော့5-6ခွက်ချင်းသွားတဲ့ချိန်မှာတော့မှ तू ကမပြန်ရသေးဘူးဆိုတဲ့ချိန်မှာဘာတွေဖြစ်လာလဲဆိုတော့စိတ်ဓာတ်ကျဆင်းမှုတွေစပြီးတော့ဘာဖြစ်မလဲဖြစ်ပေါ်လာပါတယ်ဟုတ်ကဲ့အဓိကဖြစ်တဲ့ဟာတော့အဲ့ဒါပဲစိတ်ဓာတ်အခြေအနေရတော့တော်တော်များများတိုက်ခတ်ရေးအတွေ့အကြုံမရှိဘဲနဲ့စုပေါင်းဆက်ပေါင်းခေါ်တာပေါ့ဗျာကျွန်တော်တို့တက်မတော်ရဲ့အခေါ်ကြတော့စုပေါင်းဆက်ပေါင်းလို့ခေါ်တယ်အဲစုပေါင်းဆက်ပေါင်းအဖွဲ့တွေနဲ့ကြတော့ဘသူကဘာလုပ်လို့လုံမှန်းလဲမသိဘလူကဘယ်ရည်ချင်းရှိလို့ရှိမှန်းလဲမသိဘသူကတိုက်ရိုက်ခိုင်နဲ့ပတ်သက်လို့ဘာရှိလို့ရှိမှန်းလဲမသိအဲ့လိုမျိုးနဲ့အဓိကအခက်အခဲတွေကြုံတွေ့ခဲ့ရပါတယ်အဓိကအရေးကြီးဆုံးအခက်အခဲကတော့တိုက်ပွဲဖြစ်တဲ့အချိန်မှာတနက်ပြည့်ရဲအောင်ကိုမနှဲကိုစုစည်းပြီးတော့မနှဲကိုလှုပ်ဆောင်ခဲ့ရတဲ့အခက်အခဲလေးတော့အဓိကရှိခဲ့ပါတယ်ခင်ဗျာဟုတ်လေချောင်းတိုက်ခိုက်မှုတွေအနေနဲ့ကတော့ကျွန်တော်တို့တခါမှပေးဘူးဗျာကျွန်တော်တို့လည်းမတောင်းဘူးပေါ့နော်အဓိကကတော့ view ဟာနေပေးတယ် view ဟာနေပေးတဲ့ဟာကိုအလေပိုင်းတိုင်းစစ်ဌာနချုပ်ကနေပြီးတော့အတီးပြုတ်ပြီးတော့မှဘယ်နာတွေကျဲဆိုပြီးတော့ပြောတာပဲအဲ့ဒီအချိန်မှာဘာဖြစ်လာလဲဆိုတော့တခါလေကြောက်လဲအဲ့ဒီရွာတွေကြတယ်လို့တော့ထင်တယ်ရွာတွေကြတယ်ဆိုတဲ့အချိန်မှာအဲ့ဒီမှာပြောကြတာပေါ့နော်ကြလဲကြကွာဘာဖြစ်လဲဒီ PDF တွေရှိတဲ့ရွာပဲဒီမှာရှိတဲ့ဒီနားပတ်ချာထဲမှာရှိတဲ့ရွာတွေကသူတို့အားပေးထောက်ခံတဲ့ရွာတွေပဲထူပါဘူးကွာဆောထက်လိုက်တော့အဲ့ဒီရွာတွေကနေပြီးတော့အထောက်ပံ့ပေးထားလို့ဒီအဖွဲ့တွေဒီလိုရက်တည်နေနိုင်တာလို့အဲ့လိုမျိုးတော့တခါလေကြတော့ပြောတယ်တော့ကြားဘူးလေဗျာဟုတ်စိတ်တဲ့အခြေအနေကတော့တော်တော်များများတက်တည်ကြတော့ရှေ့တန်းဖြစ်နေတယ်ဗျစစ်စင်ရေးကပုံမှန်အဖြစ်ဆိုလို့ရှိရင်ဥမာဝင်ရမယ့်အချိန်ရှိတယ်စစ်စင်ရေးဝင်ရမယ့်အချိန်ရှိတယ်နားရတဲ့အချိန်ရှိတယ်အခုကကြတော့နားရတဲ့အချိန်ဆိုတာမရှိသလောက်ဖြစ်သွားတယ်ဟိုမှာတနေ့ဆိုရင်တနေ့ပတ်လေလုံးကိုတက်ကိုပြန်မကက်ရအောင်ဆိုတဲ့အနေအထားမျိုးဖြစ်နေတဲ့အခါကျတော့တော်တော်များများတော့ depression တော့ဝင်တာပေါ့ဗျာဟုတ်အိမ်နဲ့ဝေးတဲ့အခါကျတော့အဲ့လို depression ဝင်တာပေါ့အဲ့ဒါပြုံးမှာတချို့ခါတွေကြတော့လေ
ချို့တက်မှုတွေရဲ့အလွဲတွေဘာတွေကြောက်လဲအောက်ကအဖွဲ့တွေကပို့ပြီးတော့စိတ်သက်ကြစရာဟာတွေလည်းတစ်ခါတည်းကြတော့ရှိလာတာပေါ့ဗျာဥပမာဖြင့်ပြောရင်တော့ကျွန်တော်မြင်ပြောတာပေါ့နော်ဥပမာဥပိုင်လိုကိစ္စမျိုးပေါ့ဟုတ်နော်ဥပိုင်ကိုထည့်ဝင်ကြဟေ့ဟုတ်နော်တလ3000မဖြစ်မနေထည့်ဝင်ကြဒါကျွန်တော်ကြုံမှုတယ်ဗျကြုံတဲ့ချက်ကြတော့အခုကကုံစင်းနှုံးပါဗျာ3ဆလောက်တက်နေ3ဆလောက်တက်နေပြီဆိုတဲ့အချိန်မှာ3000ဆိုတဲ့ဟာဒီ15ပြီး6ပြီးလောက်ရတယ်ဗျ15ပြီး6ပြီးလောက်ဆိုတဲ့အချိန်မှာရှိတဲ့ရဲမေတွေကဒီပတ်စံလေးနဲ့မနှဲလောက်အောင်သုံးဆွဲရတဲ့အနေအထားရှိတယ်ဗျ15ပြီး6ပြီးဆိုတာသူတို့အတွက်5-6ရဲ့တပတ်စာအတွက်ရိတ်ခါလေးတစ်ခုလည်းဖြစ်သွားနိုင်တယ်ဗျအဲ့အချိန်မှာပွားစီလောက်ကြတော့လားဒါပေမဲ့မရပါဘူးအပေါ်ကနေပြီးတော့မင်းတလား3000မရရအောင်ထည့်ဆိုတဲ့အချိန်မှာမရရအောင်အဲ့3000ကိုထည့်ခိုင်းတော့တာပဲအဲ့အချိန်မှာတော့ဘာဖြစ်လဲဆိုတော့ပွားစီဖြစ်ပြီးတော့အဲ့လိုစိတ်ထဲကြတာလို့ဘာလို့တော့ဖြစ်သွားတာပါဗျအပေါ်နဲ့အောက်ကြားမှာဟာအဓိကကတော့သူကအပေါ်ပဲအပေါ်ကမှန်နဲ့အပေါ်ကပြောတဲ့အမိန့်မှန်တယ်များအကုန်လုံးလိုက်နာမယ်အောက်ကမရရအောင်လိုက်နာအကောင့်ထဲပေါ်ကြဆိုတဲ့အတိတ်ပဲမျိုးပဲဗျအဓိကနံပါတ်1အနေနဲ့ကျွန်တော်အမြင်ပြောရင်တော့ယာရုပေးတာမမျှတာပေါ့ဗျယာရုပေးတာမမျှတာဆိုတာတချို့တွေကပတ်စံနေပါလေသုံးနိုင်တယ်ပတ်စံနေပါလေသုံးနိုင်တဲ့အချိန်မှာဘာလဲဆိုတော့တင်တန်းမှာကြတော့ grading ကောင်းတယ်တင်တန်းမှာ grading ကောင်းတဲ့ကြာကြတော့ဘယ်ပြန်ရောက်ရလဲဆိုစီယုံကိုပြန်ရောက်ဥပမာထားပါတော့ဗျာအငယ်ဘဝမှာလူကြီးအိမ်မှာစနေဘူးလိုက်တယ်PSO ဖြစ်လိုက်တယ်PSO ဖြစ်လိုက်တဲ့အချိန်မှာပြီးရောအဲ့ဒီကနေပြီးတော့ကပတိန်ဖြစ်တယ်3ပွင့်တင်တယ်3ပွင့်တင်တဲ့အချိန်မှာတခုံးမှုတင်တန်းတက်ရတယ်တခုံးမှုတင်တန်းတက်တဲ့အချိန်မှာသူကအဲ့ဒီမှာလူပေါ်လူစော်ပေါ့ဗျာပေးတော့ပေးနိုင်တယ်လူကြီးနဲ့လည်းပေါက်မြောက်တယ်အဲ့ချိန်မှာကျတော့သူက grading ကောင်းသွားပါဗျာ grading ကောင်းသွားတော့ဘယ်ကိုပြန်ဝင်လဲဆိုစေယုံပြန်ဝင်သွားတယ်စေယုံပြန်ဝင်ပြီးတော့သူကဘုံမှု option နဲ့ခေါ်တာပေါ့ဘုံမှု option နဲ့ထွက်သွားတဲ့အချိန်လေးကြာရကြအောင်သူကစေယုံမှာရှိတဲ့အတွက်သူ့ရဲ့ position ကိုသူ့ဟာသူချသွားတာဗျဒီနားလေးချလိုက်မယ်ပေါ့နော်အနည်းအားဖြင့်ပြောတော့တိုက်ခိုက်မှုမရှိတဲ့စေရေးအခြေအနေတင်းမာမှုမရှိတဲ့နေရာတွေပေါ့ဗျာအဲ့ဒီမှာချလိုက်တယ်ချပြီးတော့သူအမှခဏနေတယ်သူမှလည်းသူအဆက်အသွယ်နဲ့သူရှိပြီးသားအဲ့ဒါမှသူဘုံမှုတင်သွားတယ်ဘုံမှုတင်ရင်လည်းသူတင်တန်းပြန်တက်တယ်တင်တန်းပြန်တက်တဲ့အချိန်မှာလည်းအဲ့ပုံစံပဲတင်တန်းတက်တဲ့အချိန်မှာသူအမှတင်တန်းမှာအစင်ကောင်းအောင်လုပ်တယ်အဲ့စေယုံမှာပဲပြန်ပြီးတော့ G2 ထွက်တယ်အဲ့လိုပုံစံအတိုင်းနဲ့တက်သွားရင်နဲ့သူကယာရုကြီးမားမားတွေရသွားတဲ့လူတွေရှိတယ်အဲ့လိုလူကဒါလူဒန်းစားတစ်ခုနောက်ထပ်လူဒန်းစားတစ်ခုကရှိသေးတယ်နောက်ထပ်လူဒန်းစားတစ်ခုကဘာလဲဆိုတော့တောတူတောပေါ့ဗျာပုံဝင်လင်းပြောလို့ရှိရင်အဲ့လိုနေရာမျိုးကိုမျက်စောင်းတောင်မထိုးနိုင်တဲ့လူတွေပေါ့မျက်စောင်းတောင်မထိုးနိုင်တဲ့လူတွေလို့တော့အသက်အသေးခံပြီးလုပ်ရတယ်အရင်ကြီးထားပြီးတော့လုပ်ရတယ်ကိုခြေထောက်ဆိုတာကိုမပိုင်ကိုခေါင်းဆိုတာကိုမပိုင်ကိုခန္ဓာကိုယ်ဆိုတာကိုမပိုင်အဲ့လိုနေရာမျိုးတွေမှာအလုပ်လုပ်ကြရတယ်ဗျဒါပေမဲ့သူကယာရုရပြီးတော့နေရာကောင်းတဲ့ခါကျတော့ဘယ်သူကကောင်းသွားလဲဆိုတော့ခုဘက်မှာရှိတဲ့ခုနကပြောတဲ့စလာချင်းထဲမှာရှိတဲ့အဲ့မှာအခြေအနေကောင်းတဲ့သူကကောင်းသွားရောဗျကောင်းသွားချိန်မှာအဲ့မှာတန်ရင်မှုလောက်ဖြစ်တဲ့ချိန်မှာပေါ်သွားပြီဗျဘယ်သူကလူကြီးဖြစ်နိုင်တယ်ဘယ်သူကလူကြီးမဖြစ်နိုင်ငါတို့ဒီဘယ်ယာရုလောက်ကအမြင့်မားဆုံးလဲဆိုတာပေါ်သွားပြီဒါနံပါတ်1ချက်အနေနဲ့ပေါ့နော်ဒါကျွန်တော်မြင်တဲ့အမြင်အရအဲ့ဒါကြောင့်လည်းဖြစ်မယ်အဲ့ချိန်မှာဘာတွေ့လာဆိုတော့တော်ပါပြီကွာငါယာရုမှမရတော့တာငါဘာလို့လုပ်တော့မှာလဲအဲ့ဒီခံယူချက်တွေဖြစ်လာတယ်ငါအသက်ဘာလို့ဆုံးတော့မှာလဲငါယာရုလည်းမရတော့ကြည်သမ်းမအောင်ငါတော့မှမလုပ်ရတဲ့ကောင်တွေကကျတဲ့ငါတဲ့ယာရုကြီးမားမားတွေရသွားကြပြီငါဘာလို့လုပ်ရမှာလဲဒါအဲ့တွေးခေါ်တာနောက်တစ်ချက်နောက်နံပါတ်2အချက်ကရှမ်းမြောက်မှာလက်နဲ့ချတဲ့အဖွဲ့တွေကိုကျွန်တော်မြင်တဲ့ခါကျတော့ဘာလဲဆိုမိသားစုတွေလည်းပါတယ်ဗျအပေါ်ကတော့မြင်တာပေါ့ဗျာဒါဒီလူတွေတတိမရှိဘူးတရေဘောကြောင်လည်းတော့မြင်တော့ဒါမှမဟုတ်ဗျနောက်မှာမိသားစုတွေအများကြီးပါတယ်တိုက်ခိုက်လို့ရှိရင်သိကြတဲ့အဖိတ်စင်များသွားမှာမုံကိုဒေတာမှာဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေနဲ့မတူတော့ဘူးဗျမုံကိုဒေတာမှာဖြစ်ခဲ့တဲ့ဖြစ်စဉ်မှာ drop ဘုံမပါဘူးဒါပေမဲ့အခုက drop ဘုံကိုတင်းတင်းကြပ်ကြပ်သုံးလာပြီတိုက်ခိုက်လို့ရှိရင်သိကြတဲ့အဲ့နောက်တန်းမှာရှိတဲ့အဲ့ကရုတ်ချင်းတွေကရဲမေတွေပါအသက်ဆုံးရှုံးတော့မှာကလေးတွေပါတယ်ဗျအများကြီးပါတယ်ဗျအဲ့ချိန်မှာကျွန်တော်ဆိုလဲဒီလိုပဲဆုံးဖြတ်မှာပဲလောက်ခံတမှုတယောက်အနေနဲ့ကိုယ့်ရဲ့မိသားစုဝင်တွေကိုကယ်ဖို့အတွက်ဒီဆုံးဖြတ်ချက်ချရမယ်ဆိုရင်ကျွန်တော်ဒီတိုင်းချပါနောက်ကင်လည်းအဲ့လိုဆုံးဖြတ်ချက်ချပါတော့ကျွန်တော်ကထင်တယ်ဗျတော်တော်များများအခုလက်နဲ့ချကြတဲ့တက်တွေတော်တော်များများပေါ့နော်အဲ့ဒီဟာလေးတွေကိုအဲ့ဒီအချက်ကလေးတွေကိုလည်းကျွန်တော်ကမြင်တယ်ဒါဘာကြောင့်အလံပြူပြလဲဆိုရင်နံပါတ်1ယာရုယာကန်ပေးတာတွေမမျှတာလို့အများကြီးရှိသေးတယ်ယာရုယာကန်ပေးတယ်မမျှတာအဲ့ဒါအပြင်မှာနေရာတွေပေါ့ဗျာဒါတချို့ကျတော့ကောင်းတဲ့တက်ထိုင်ရတယ်တချို့ကျတော့မကောင်းတဲ့တက်ထိုင်ရတယ်မကောင်းတဲ့တက်တကူဆိုလဲလူကလည်းမကောင်းတဲ့တက်တူမကောင်းတဲ့တက်ကြီးပဲ
ကောင်းတဲ့တက်ဆိုလည်းပြောလဲကောင်းတဲ့တက်တူကောင်းတဲ့တက်ကြီးပဲအဲ့လိုမျိုးတွေပေါ့နော်အကုန်လုံးအဲ့လိုသက်ဆိုင်လာတဲ့အချိန်နဲ့ကြာဘာဖြစ်လာလဲဆိုတော့တုံတန်ကြတော့အသေးခံပြီးတော့လုံမလုံချင်ကြတော့အသေးခံပြီးအလုံးလုံးချင်လာပဲနဲ့ဝိုင်းလာတဲ့အချိန်နဲ့ကြာကြအောင်ကဲမထူပါဘူးကွာလက်နဲ့ချကြဆိုတဲ့ဟာမျိုးစိတ်သက်အခြေခံလဲပါတယ်နောက်တစ်ခုအနေနဲ့ကနောက်မှရှိတဲ့တက်ထဲမှာရှိတဲ့မိသားစုတွေရဲ့ဘဝတွေလည်းဆိုင်နေကြအဲ့နှစ်ခုပေါ်မူတည်တယ်လို့တော့ကျွန်တော်တော့ထင်တာပါပဲဗျာဟုတ်အဲ့တော့ကျွန်တော်အမှမီဒီယာတွေမှာတွေ့ဘူးတာပေါ့ဗျာတထောင်တို့တနက်ကလေးတွေBBC နဲ့လှုပ်ထားတဲ့ mind လေးတွေ drop ဘုံကျဲတဲ့ဆိုလဲ BBC နဲ့ဟာလေးတွေအဲ့ဒီကြည့်ပြီးတော့ကြီးကျင်တယ်ဗျာဘာလို့ကြီးကျင်လဲဆိုတော့ကျွန်တော်လက်နဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားလေ့လာခဲ့တာဟာစိတ်ညောင်းနေပြကြတယ်ဟာပြောင်းကွဲပြီးတော့တည်တော့မှာပဲအဲ့လိုမျိုးကိုတခါလေကျတော့တွေးမိတယ်ဗျာဘာလို့ဆိုတော့ဒီဟာနဲ့ပတ်သက်တဲ့ဟာတွေကဘလို့ affect ဖြစ်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ဒါ engineer ဘိုင်းကြတော့တော်တော်များများတီးမိခေါက်ပြီးတာဟုတ်ဒါပေမဲ့ကြီးကျူးစရာကောင်းတာတခုကတော့သူမထင်မှတ်တဲ့အရွေ့တခုကတော်တော်ကြီးမြင်မြန်ဆန်ဆန်ဖြစ်သွားတယ်ဗျာ3နှစ်လောက်အတွင်းမှာပေါ့နော်3နှစ်လောက်အတွင်းမှာဘာကြောင့်ဖြစ်သွားလဲဆိုတော့အဓိကကတော့ပြည်သူလူထုရဲ့ထောက်ခံအားပေးမှုပေါ့ပြည်သူလူထုရဲ့ထောက်ခံအားပေးမှုကိုရလိုက်တဲ့အချိန်မှာအဖွဲ့အစည်းတစ်ခုကရှေ့ဝုန်းဆိုချက်ချင်းတိုးပြီးတော့တက်လာတယ်ဗျအဲ့အချိန်မှာဘာတွေဖြစ်လာလဲဆိုတော့နေမြေသိမ်းတိုက်ပွဲတွေရောဘာတွေရောမျိုးသိမ်းတိုက်ပွဲတွေရောအကုန်လုံးဖြစ်လာတယ်ဗျဘာကြောင့်ဖြစ်လာလဲဆိုတော့အကုန်လုံးနဲ့ဟန်ချက်ညီညီပေါ့ဗျတိုင်းရင်းသားအဖွဲ့အစည်းတွေရောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရောဘာအားလုံးအကုန်လုံးနဲ့ပေါင်းလိုက်ပြီးတော့ညီညီညွတ်ညွတ်နှွှဲလိုက်တဲ့အချိန်မှာဘာဖြစ်လာလဲဆိုတော့မထင်မှတ်တဲ့အရွေ့တွေဖြစ်လာတယ်ဗျအဲ့ဒီမထင်မှတ်တဲ့အရွေ့တွေကနေပြီးတော့တခါမှမမျော်မှန်းတော့ဘူးပေါ့နော်ဒါဒီရှမ်းမြောက်ဒေသကြီးတစ်ခုလုံးကိုတလာခွဲ2လလောက်တွင်းမှာဝုန်းဆိုဖြစ်သွားလောက်မယ်ဆိုတဲ့အနေအထားတစ်ခုတခါမှတော့မတွေးမှုဘူးဗျအဲ့လိုတက်တွေအစုလိုက်အပြုံလိုက်လက်နဲ့ချတဲ့ဟာမျိုးလို့အဲ့ဒါမျိုးတော့ကျွန်တော်တခါမှတော့မတွေးမိဘူးပေါ့နော်ဒီနှုံးအတိုင်းပေါ့နော်ဆက်သွားမယ်ဆိုလို့ရှိရင်တော့သိမကြတော့ဘူးဗျဟုတ်ဘာဖြစ်လို့သိမကြတော့လဲဆိုတော့အလွန်ဆုံး2နှစ်လောက်ပေါ့ဗျ2နှစ်လောက်အတွင်းမှာတော့အပြောင်းလဲတစ်ခုဖြစ်မယ်လို့တော့ထင်တယ်အလွန်ဆုံးပေါ့နော်2နှစ်လောက်ပေါ့ဒီတက်ပူကြိုးစားပြီးတော့ဒီတက်ပို့ပြီးတော့စူးစီးညီညာမှုလို့ဟန်ချက်ညီမှုဆိုတာဗျာဟောဒီဘက်ကတိုက်တယ်ဒီဘက်ကပန်းနေပြီဒီဘက်ကိုခဏအနားပေးလိုက်တော့ငါတို့ဒီဘက်ကလှည့်ပြီးတော့နှွှဲလိုက်အောင်မယ်နှွှဲကြအဲ့ဘက်ဖွဲ့ကပန်းသွားပြီအဲ့ဘက်ခဏနားလိုက်အောင်နောက်ထပ်တစ်ဖွဲ့ကဆက်ပြီးတော့နှွှဲကြမယ်နှွှဲကြအဲ့လိုပုံစံမျိုးဆိုရင်တော့အရန်ကြီးမကြဘူးတော့ထင်တယ်ဗျအဓိကကတော့ဟန်ချက်ညီနဲ့တိုင်ပင်ခေါ်ပေးဖို့လိုတာပေါ့တနေရာတွေကနေပြီးတော့တိုင်ပင်ခေါ်ပေးပြီးဒီဘယ်ဖွဲ့လှုပ်မယ်ဟိချကြခဏနားလိုက်ကြဘယ်ဖွဲ့လှုပ်မယ်ဟိချကြခဏနားလိုက်ကြအဲ့ဒါဆိုရင်တော့ဒီတက်ပို့ပြီးတော့ညံမယ်လို့တော့ထင်တယ်ဗျ2နှစ်မကြာလောက်ဘူးတော့ထင်တယ်ဗျဟုတ်ကျွန်တော်ရဲ့ရဲဘော်ရဲဘက်တွေပေါ့နော်ထားပါတော့ကျွန်တော်ရဲဘော်ရဲဘက်တွေပဲထားပါတော့ကျွန်တော်ချစ်ရတဲ့အဖွဲ့သားတွေပေါ့နော်အမှန်တိုင်းပြောလို့ရှိရင်ကျွန်တော်အောက်ကရဲဘော်တွေအမှန်တိုင်းပြောရင်ကျွန်တော်ချစ်ပါတယ်သူတို့ကိုကျွန်တော်ဗာ lesson စကားပါခြင်းလဲဆိုတော့အသက်တစ်ချောင်းရဖို့မလွယ်ဘူးဗျအဲ့အတွက်အဓိကကတော့မိမိအသက်ကိုမိမိတည်တတ်နိုင်အောင်ကြိုးစားကြပါဗျာကျွန်တော်ကတော့အဓိက message ပေးချင်တာတော့အဲ့လားဟုတ်တယ်နော်ဘယ်အချိန်မှာဘာဖြစ်လာမလဲဘယ်မှမသိဘူးကျွန်တော်ဖြစ်စဉ်လေးတစ်ခုပြောပြမယ်နော်ကျွန်တော်တန်ဖိုးမှာဖြစ်ပြင်းနဲ့ကျွန်တော်အမတန်မှစိတ်မကောင်းတဲ့ဖြစ်စဉ်လေးတစ်ခုကျွန်တော်ကြားလိုက်တယ်ဗျဒါမေဒီယာကိုလေကျွန်တော်တို့လိုပဲအဲ့လိုတပ်ဖွဲ့ဝင်တွေထိုးရတယ်ဗျတပ်ဖွဲ့ဝင်တွေထိုးရတဲ့ချိန်မှာအဲ့လိုပဲစစ်တပ်ကတူကဘယ်နှယောက်တာနာတာဘယ်နှယောက်တာတာနာဘယ်နှယောက်စပေါင်းဆက်ပေါင်းတက်ကြီးနဲ့ထိုးကြတယ်ဗျစစ်စင်ရေးကွင်ဝင်တော့ဗျလူ90လောက်တော့ရှိတယ်တော့ပြောတယ်ဗျစစ်ကြောင်းကျွန်တော်တော့မသွားဘူးတော့မသိဘူးပေါ့နော်ပြောတဲ့ကြောက်တာလူ90လောက်ရှိတယ်လို့ပြောအဲ့ချိန်မှာဘာဖြစ်လဲဆိုတော့တိုက်ပွဲဖြစ်ပြီးတော့ပိတ်မိသွားတယ်ပေါ့စီဦးကျုံသွားတယ်စီဦးကျုံကတော့ဝိုင်းပတ်ချေမိုးပြီးခံလိုက်ရတယ်ဝိုင်းပတ်ချေမိုးပြီးခံလိုက်ရတဲ့ဆိုတဲ့ချိန်မှာစစ်တပ်ကတူမှာရှိတဲ့တက်ကြကြီးတယောက်ကပျောက်သွားတာပေါ့ဗျာထွက်ပဲပြေးလားအရှင်မဲဖမ်းမိလားသေပဲသေသွားလားမသိဘူးအဲ့ချိန်မှာသူသတင်းမရတဲ့ချိန်မှာတက်ကနေဘာလုပ်ပဲလဲဆိုတော့အေဒူးလေးကြီးညာပလိုက်တယ်ဗျာအေဒူးလေးဆိုတာဘာလဲဆိုတော့ခွင့်မဲ့ပြက်ကွက်ပေါ့နော်အဲ့လိုခွင့်မဲ့ပြက်ကွက်ကြီးညာလိုက်ဟာပုံမှန်အုံနောက်နဲ့စဉ်းစားကြည့်ပေါ့ဗျာဟုတ်တယ်မလားပြေးခြင်းရင်ဘယ်ရပြေးမလဲစစ်တပ်ကတူတွေကစပြီးပြေးမှာပေါ့မေတ္တာသွားဖို့အတွက်ဆိုလို့ရှိရင်စစ်တပ်ကတူမှာတနတ်ထုတ်ရမယ်မန္တလေးဆင်းရမယ်အဲ့မန္တလေးကမှအဲ့မေတ္တာအထိရောက်အောင်ဝင်ရမယ်ကဲပုံမှန်စဉ်းစားကြည့်ပါပြေးခြင်းနဲ့ဆိုရင်ဘယ်ရပြေးလဲပြိုးနေနေရပြေးမှာပေါ့ဗျာအဲ့မေတ္တာရောက်မှတော့ပြေးမလားဟာပြေးစင်မရဘူးဗျအဲ့ဒီလူရဲ့မိသားစုကအဲ့တိုက်လမ်းကားနေပြီးတော့၃ဘက်ပဲနေရတယ်ဗျ၃ဘက်ပဲနေရတယ်ဖယ်ပေးလိုက်ရတယ်ပြင်ဆင်လည်းမရဘူးဘာမှမရဘူးအဲ့အတွက်အဲ့မိသားစုကိုဘသူကပြန်ထောက်ပံ့ညာလဲဆိုတော့အဲ့ဒီအနားမှာရှိတဲ့မိသားစုလေးတွေကဟိုလူက9000ထက်မရှိကြဘူးနော်ထမင်းစားဖို့တော့မှအမှန်တိုင်းပြောရင်မနေ့ရုံကန်ကြရတာ9000ထက်3သိန်းထက်အဲ့ဒါနဲ့တွေအစင်ပြေအောင်လို့ဝိုင်းပြီးတော့ပြန်ပြီးတော့ရုံကန်ပေးကြတာအဲ့အတွက်ကျွန်တော် message ပေးချင်တာကတော့
ကူနိုင်တာဒီအချင်းချင်းပဲရှိတော့တယ်အချင်းချင်းပဲရှိတယ်နံပါတ်1နံပါတ်2ကိုနဲ့အနီးကပ်ဆုံးခေါင်းဆောင်ပဲကိုကိုကူနိုင်တယ်သိကြတယ်ဗျာအဲ့ဒီလူတွေကိုအားကိုးပြီးတော့ကိုအသက်ရှင်ရက်တည်နိုင်အောင်ကြိုးစားကြပါလို့ကျွန်တော်တော့တိုက်တွန်းခြင်းတယ်ကျွန်တော်ပြောချင်တာတော့အဲ့ဒါပါပဲဗျာဟုတ်ကျွန်တော်ပြည်သူတွေကိုပေးစဉ်တဲ့ message ကတော့ပထမဆုံးအနေနဲ့ကတော့မကြခင်စစ်ပွဲရဲ့ line တွေရောက်လာတော့မယ်ဗျာရောက်လာတော့တဲ့အချိန်မှာစစ်ပွဲရဲ့သဘောတဘာဝကိုအသက်ရှင်ရက်တည်နိုင်မှုအတွက်ကြတော့စစ်ပွဲရဲ့သဘောတဘာဝတွေကိုနားလည်ဖို့လိုတယ်ဗျအဲ့လိုနားလည်တဲ့အခါကျတော့မှလည်းမိမိအသက်ကိုမိမိကာကွယ်နိုင်မှာမိမိမိသားစုတွေကိုမိမိကာကွယ်နိုင်မှာဘေးကင်းရလုံခြုံရာတွေကိုရွှေ့နိုင်မှာနောက်ဆုံးအနေနဲ့ကျွန်တော်တပ်ဖွဲ့ဝင်တွေရဲ့ကိုစားပေါ့နော်ဟိုစစ်ရာစုမှုတွေကျူးလွန်ခဲ့တာဘယ်လိုဟာမျိုးလေးဆိုလဲဆိုတော့အိမ်တွေကိုဖောက်ပြီးပစ္စည်းယူလာတော့တွေ့ဘူးတယ်ဗျဟာဘာလို့လဲဆိုတော့စုကြဲကူကဘယုတ်ဒုက္ခတွေပေါ့စုကြဲကူကကျွန်တော်တို့လည်းစုခဲ့တာပဲဘယုတ်ဒုက္ခတွေရုပ်ဒုက္ခတွေပြရပြတော့3နှစ်အောင်4နှစ်အောင်တွေလည်းပါတယ်ဗျအဲ့လူခါတွေလည်းပါတဲ့အတွက်တချို့တွေကြတော့ဘာဖြစ်သွားလဲဆိုတော့စိတ်မထိန်နိုင်ဘူးပေါ့စိတ်မထိန်နိုင်တော့ပစ္စည်းတွေလူတွေကထွက်ပြေးသွားတယ်အိမ်တွေကကြံခဲ့တယ်အိမ်တွေကကြံခဲ့တဲ့အချိန်မှာအိမ်ထဲမှာပစ္စည်းတွေရှိတယ်ပေါ့အဲ့ချိန်မှာအဲ့ဒီအိမ်တွေကရှိတဲ့ပစ္စည်းယူတော့တာပဲဟုတ်နော်အဲ့မှာရှိတဲ့နောက်မှာရှိတဲ့ထင်းတွေထင်းပေါ့နော်ရှိသမျှအကုန်ပစ္စည်းပေါင်းစုံပေါ့နော်အဲ့ဒါမျိုးတွေယူတော့တာပဲဒါကျွန်တော်မြင်ဘူးတဲ့အားတစ်ခုပေါ့နော်အဲ့လိုခါမျိုးတွေရှိတယ်တခြားကြားတော့ကြားဘူးတာပေါ့ဗျာမိရှုတာလို့ဘာလို့တော့ကျွန်တော်တော့ဒါတော့မကြုံဘူးလိုက်ဘူးအဲ့လိုရာဇဝမှုမျိုးတွေရှိခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်တပ်ဖွဲ့ဝင်တွေရဲ့ကိုယ်သာကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်မိသားစုဝင်တွေကိုကျွန်တော် message ပေးချင်တာကတော့ဘာလဲဆိုတော့ကိုလှုပ်ရှားရှိတာဆက်လုပ်ပါပေါ့နော်ဒီဘက်ကအဖွဲ့အနေနဲ့ကလည်းကျွန်တော်ကိုပြောတာရှိဘူးလေဗျဘာလဲဆိုတော့ Geneva Convention ကိုကျွန်တော်တို့ကလေးစားလိုက်နာပါတယ်တဲ့ Geneva Convention မှာစစ်တုံးမှန်းကိုမတတ်ရဘူးဒါတစ်ချက်ဒုတိယတစ်ချက်အနေနဲ့ကဘာလဲဆိုလို့ရှိရင်ကျောင်းဆရာကိုမတတ်ရဘူးဘာဖြစ်လို့ကျောင်းဆရာမတတ်ရဘူးလဲဆိုရင်တစ်ချိန်ချိန်မှာနိုင်ငံပြန်လဲထူထောင်ရေးလုပ်တဲ့အချိန်မှာဒီအဖွဲ့တွေကနေပြီးတော့ရှေ့တန်းကနေပြီးတော့ပါဝင်ရမယ်ဆိုတဲ့ Geneva Convention မှာအဲ့နှစ်ချက်ပါတယ်ပြောတယ်ဗျအဲ့နှစ်ချက်နဲ့တင်တဲ့ဒါဆရာကြီးရဲ့အသက်ကိုကျွန်တော်တို့အာမခံချက်ပေးပါတယ်လို့ပြောတယ်အဲ့အတွက်ကျွန်တော်မိသားစုဝင်အနေနဲ့ကျွန်တော်ဇနီးရောကလေးတွေရောအမေအဖေအမအကုန်ရှိသမျှသူတော်တော်များများအနေနဲ့ကျွန်တော်စိတ်မပူကြပါနဲ့ကိုလှုပ်ရှားရှိတဲ့အလုပ်တွေကိုဆက်ပြီးတော့လုပ်ကြပါအသက်မတည်သေးရင်တော့တနေ့ကျရင်တော့ပြန်ဆောင်တွေ့ကြမယ်ကျွန်တော်ရည်မှန်းချက်ထားခဲ့သလိုပေါ့ကျွန်တော်ကလေးတွေကိုပညာရေးကိုအစိမ့်မြင့်တင်အောင်အစိမ့်မြင့်အောင်လို့ဆောင်ရွက်ပေးကြပါတနည်းအားဖြင့်ပြောရင်တော့ကျွန်တော်ခဏပြောဦးတယ်နိုင်ငံသားသွားပြီးတော့ပညာသင်ရမယ်ဆိုတဲ့ level အထိရောက်အောင်တော့ဆောင်ရွက်ပေးကြပါလို့ကျွန်တော်မိသားစုတွေကိုကျွန်တော်ပြောချင်ပါတယ်နောက်တစ်ခုအနေနဲ့ကျွန်တော်လည်းကျွန်တော်ယုံတယ်ကျွန်တော်အသက်ရှင်ရဲ့ပြန်လာနိုင်မှာပါလို့လည်းကျွန်တော်ယုံတယ်ဒီကာလာကြီးဒီအလွန်ဆုံး2နှစ်လောက်ပဲလို့လည်းကျွန်တော်ယုံတယ်အဲ့အတွက်2နှစ်အတွင်းကျွန်တော်ပြန်လာနိုင်မှာပါလို့ကျွန်တော်မိသားစုဝင်တွေကိုကျွန်တော်ပြောချင်ပါတယ်ခင်ဗျဟုတ်အထက်ကတော့ပြောရင်တော့နောက်ဆုံးကြည်တောင်ကြံတဲ့အချိန်အထိခံချလို့တော့ပြောမှာပဲချတဲ့မချတဲ့ရတော့ကိုယ့်ကိုစဉ်းစားပြီးတော့မှအဓိကကတော့ဒီစစ်ပွဲကြီးတွင်းမှာအဓိက message ပေးချင်တာကတော့အသက်ရှင်ရက်တည်နေနိုင်ဖို့ကအရေးကြီးဆုံးပဲအသက်ရှင်ရက်တည်နေနိုင်တဲ့အခါကျတော့မှလည်းကိုမိသားစုကိုပြန်ပြီးတော့စောင့်ရှောက်နိုင်မှာအဲ့ချိန်ကျဘလို့ဆုံးဖြတ်ချက်ချမလဲဆိုတဲ့ဟာကတော့ကိုယ့်အကိုလဲတယ်လို့ကြည့်ပြီးတော့လောက်ကြမှာပဲအဆင်ပြေမှာဟုတ်